အခုကတော့လောက်တော့မှဖြစ်ပါတယ်ဆက်လက်ပြီးကြည့်ပေးကြပါဦးနော်ဒါကြတော့ဘောနော်ကျွန်တော်အလုပ်တော်ပြီးဆိုအများအားယူဆောင်သွားတဲ့နှက်ကျဲရယ်ဖုန်းကျွန်တော်ဖုန်းလုံးရှိရပါတော့ဒီဖုန်းကကျတော့ဖုန်းပါဒါကျတော့ဒီ wallet ထဲမှာကျတော့ metro card ရော bank card ရောအလုပ်ထဲက WhatsApp card ရောပေါ့နော်အများအားပါတာအများအားယူဆောင်သွားပါတယ် okay ဆက်လက်ပြီးကြည့်ပေးကြပါဦးဗျာဒီနားကျတော့ဘောနော်ကျွန်တော်နေတဲ့ area ဖြစ်ပါတယ် Bolt by ပေါ့နော်အခုကကျတော့ကျွန်တော် metro သွားတာဖြစ်ပါတယ်ဆက်လက်ပြီးကြည့်ပေးကြပါဦးနော်ခွာကျော် line show နဲ့ metro ပဲသွားတာဖြစ်ပါတယ်ကျွန်တော်လောက်ကကြတော့ဘောနော်ကျွန်တော်နေတဲ့ဆောင်ကနေmetro နဲ့ဆိုရင်ဘောနော်မိနစ်15မိနစ်လောက်မိနစ်20လောက်ဆင်းရတယ်ဘောနော်အခုကျတော့ metro သွားနေရဖြစ်ပါတယ်ခွာကျော်ရထား bus ဖြစ်ပါတယ်ဘောနော်အခုကျတော့မီအော်ပဲစင်သွားဖြစ်ပါတယ်ခွာကျော်ဘောနော်အောက်ဘက်ကစင်းမှာရထားဆောင်နေမှာဖြစ်ပါတယ်ခွာကျော် metro station အောက်ဘက်ကရောက်နေဘောနော်ခွာကျော်ရထားမလာတယ်ဆိုတော့ရထားဆောင်နေမှာဖြစ်ပါတယ်ခွာကျော် metro လာပြီဆိုတော့ metro စင်မှာဖြစ်ပါတယ်ဆက်လက်ပြီးကြည့်ပါဦးဗျာဒါကျတော့ဝင်တိုင်းရောနော်ဒါလေးကကျတော့ဗာလဲဆိုတော့ metro ရဲ့အထဲဖြစ်ပါတယ်ဆက်လက်ပြီးကြည့်ပြပါဦးဗျာ metro တော့မယ်ဆက်လက်ပြီးစီးပြီးတော့နော် doors closing အခုကျတော့ metro တွားရောနော် metro စီးတာဖြစ်ပါတယ်ဆက်လက်ပြီးကြည့်ပြပါဦးနော်